ကြီးတမိအမွေပြက်ကြညာတာဒီစိတ်အနိစ္စကိုနိစ္စထင်တာဒီစိတ်ငါမဟုတ်တာငါလို့ထင်တာဒီစိတ်ညီကိုချင်းမုံနှမချင်းရုပ်ရောက်ဂတ်ရောက်တာဒီစိတ်ကိုဒီရောက်ကြတာဒီစိတ်ပဲဟုတ်တယ်စိတ်တစ်လုံးပဲနိဗ္ဗာန်မမြင်အောင်ဖုံးတာဒီစိတ်မရှိရင်လည်းလူစိတ်ကောင်းနည်းနည်းလေးခင်ဗျာအခြေခံရှိပြီးသားမုံလို့တွင်းနေလူတိုက်ပြောတာဟိုရောက်မှဆိုဒါပြောချင်လို့မရဘူးဟုတ်တယ်အများထဲမှာပြောလို့မရဘူးဟုတ်တယ်ဟုတ်ပါတယ်ဗျခင်ဗျာဒီကအရင်ကလေးအလုတ်ထားတယ်လူမလို့ဟုတ်ပါတယ်ဗျတွင်းနေတိုက်ပြောတာဟုတ်ကဲ့ဒီစိတ်ရဲ့ဒုက္ခမှာလွတ်မြောက်သွားတာစိတ်ဟာဘာဟုတ်တော့သိချင်ကြည့်လို့ရည်တဲ့အယုတ်ကြီးကောင်းငင်တင်းတိတ်စိတ်ချေရေပင်ယုတ်ကြီးကောင်းငင်စိတ်ချေပမာဏနဲ့တော့ရည်တဲ့ဒုက္ခလေးနဲ့ယုတ်ကြီးပဲဘယ်တော့အရာထင်လားရမထင်ဘူးတင်းတိတ်တွေစိတ်ကူးစိတ်တန်းနဲ့ထိချေတယ်ဘယ်နဲ့လို့ပါမရဒီကေရဘာမှမဟုတ်တာလေဒီသဘောတရားသဘောလေးကြောင့်ပေါ်ရရှာတာသူ့ဝတ္ထုလည်းမပိုင်ဘူးအဲ့ဒါလည်းမပိုင်ဘူးလူများလည်းမပိုင်ဘူးလူများကိုလည်းသူမပိုင်ဘူးအနတ္တသိချင်လေးကြည့်ရအောင်အဲ့ဒီစိတ်ကိုအနတ္တပါလားလို့ပိုင်မချသိသွားနိုင်ရင်ကဲသမုဒိယသစ္စာအတ္တမြဲတယ်ခိုင်းတယ်ပိုင်တယ်ဆိုင်တယ်လို့ထင်မအောင်မလားထင်လို့မရဘူးတကယ်ကသမုဒိယသစ္စာဘာဒပလို့လားပြောတာအထင်မှားအမှားအယူမှားတွေရာထင်တာတွေဖြုတ်လိုက်စမ်းပါအထင်တွေဖြုတ်ဖြုတ်တာကသမုဒိယစာပယ်တာပဲရမယ်ဒိဋ္ဌိပြုတ်ဖို့ပါဒါပဲဒါကြောင့်လက်ရှိခန္ဓာမတွေ့ကြနဲ့နောရာဘဝမတောက်တာပဲကြောက်ကြဆွဲဖြင့်ဟုတ်လားဝိပဿနာလေ့လာခြင်းချင်းအာစိဏကဖြစ်ကြောင်းမှမူချိုသိသူကအယူမလွဲကြည်မြဲမယ်အာစိဏကလေးလေးကျင့်ထားမမုံလားဟုတ်တယ်